အရင်ရက်20ရဲ့နောက်ဆုံးပိုင်းမှာတိုးဝေးရိပ်ပြီးအဆုံးသတ်ထားပါတယ်အခုတစ်ခါမှတော့ချင်းချက်ပေါအရင်ဦးဆုံးသွားတိုက်ပါမယ်ချင်းချက်မှာတိုက်ဖို့တဲ့ villager ရှိမှအရင်ဦးဆုံးမရင်ချွဲရမှာမလို့ villager ရှိရင်သွားပါတယ်ဒါပေမဲ့ villager level နေသေးတဲ့ကြောင့် villager level မြင့်မှုတော့မရှိမဲ့ short ခင်းနဲ့အားလုံးပြေးရပါတယ်ဖောင်ခင်းတွေရောဝီဒီယိုပါတခါလေးရိတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ညရောက်လာပြီးဖြစ်တဲ့ကြောင့်ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာကြောင်နေရှိတဲ့ item လေးပါတွေရမလားကြည့်လိုက်တော့ဘာ item မှတော့မတွေ့ပါဘူးကြည့်ရဒီအချိန်မှာတော်တော်နဲ့ရအောင်မှမဟုတ်သေးပါဘူးချိန်ထားတဲ့ sugar cane နဲ့အားလုံးစားရဖြစ်ပြောင်းမဲ့ villager ရှိမှတော့ trade လိုက်ပါတယ်ဒါပေမဲ့စားရတာကုန်သွားတယ်အခုချိန်ဒီ villager level မတက်သေးပါဘူးအဲ့ဒါကြောင့် villager ရဲ့ level မြင်မြတ်တက်ပြီး emerald တွေမြင်မြတ် trade နိုင်အောင်လို့ sugar cane fan ကြီးစားစားဖို့တော့မြေကြီးတွေလိုက်တူးပြီးတော့ရေလိုက်ဖြည့်ပါတယ်ရေတွေအားလုံးဖြည့်ပြီးတဲ့နောက်မှာလက်ကျန် sugar cane နည်းနည်းလေးကိုလိုက်ဖြန့်လိုက်ပါတယ်ငါးကန်နားမှာရှိတဲ့ sugar cane တွေအားလုံးလေးရိတ်ပြီးတော့ fan မှာပြန်စိုက်လိုက်ပါတယ်ပြီးရဲ့နောက်မှာဖော်ကင်းတွေလက်ရိတ်ပြီးတော့ဝီတွေပါတခါလေးရိတ်လိုက်ပါတယ်ကြောင်လေးကိုထွက်သိမ်းမှုတော့ငါးတွေလူသေးတဲ့ကြောင့်ငါးတော့များပါတယ်ငါးများနေရင်ကန်ကောင်းချင်တော့ enchantment ငါးများတိုင်းကိုတော့မျှပြီးပါတယ်ကန်ဆိုးချင်တော့အဲ့ဒီငါးများတိုင်းရဲ့ durability တစ်ခုပဲရှိတဲ့ကြောင့်ငါးများပြီးချင်းမှာပဲဖြူးဆန်းဆန်းပျောက်ကွယ်သွားပါတယ်ရလာတဲ့ငါးတွေနဲ့ကြောင်လေးကိုတင်းဖို့တော့လိုက်ရှာပါတယ်တိတ်မကြခင်ပါပဲကြောင်မဲလေးရောက်လာတဲ့အတွက်ကြောင်မဲလေးကိုတင်းလိုက်နိုင်ခဲ့ပါတယ်ကြောင်အမဲလေးရောကြောင်လေးအားလုံးပါအဲ့အနာမှာစူးပြီးထိုင်ခိုင်းလိုက်ပါတယ်မအိတ်ခင်မှာဟန်ငါဘာအနေနေမလို့နီးစက်ရအိမ်ထဲဝင်ပြီးအာယုံလန်အချီမန်လုပ်ဖို့အတွက်စပြီးတော့ပြင်ဆင်ပါတယ်ထုံးစံအတိုင်းမှာဟန်ငါဘာတွေမြန်ကုန်အောင်လို့များများလေးခုန်နေလိုက်ပါတယ်ဒီတစ်ခေါက်မှာအချီမန်ရဖို့ကပိုသေးကြပါတယ်အရင်တစ်ခေါက်လို့တွေးနေနေလေးမဟုတ်ဘူးဒီတစ်ခေါက်တွေးအများကြီးရှိလို့ပါအဲ့ဒီနောက်မှာဟန်ငါဘာကုန်သွားတော့တွေးစားကြောပါတယ်တွေးနဲ့3ကြောတော့မှ raw the flash ကိုစားလိုက်ပါတယ် raw the flash စားနေတဲ့ထောင်ကြီးလမ်းကြီးလေးတဲ့အချိန်မှာမြင်းစည်းလူငယ်ထောင်ပေါ်မှာမတ်တက်ကြီးရက်နေခဲ့ပါတယ် villager တွေရောအိမ်မက်ဆိုးတွေမတ်တော်မှာပဲအဲ့ဒါကြောင့်မြင်းစည်းလူငယ်ကိုမြီးရောလူကိုမစီးနိုင်အောင်တခါလဲဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာမြင်းစည်းလူငယ်လည်းမြီးရောလူကိုအသားဘဝအဖြစ်သို့ပြောင်းသွားပါတယ်နွားတွေကိုအစာလိုက်ကျွေးတဲ့အချိန်မှာအာယုကိုလည်းအလန်းကြည့်နေခဲ့ပါတယ်ဒါပေမဲ့အာယုကိုလည်းအနေနဲ့နွားလုံးဖြစ်ဖို့အတွက်ဂျုံစားဖို့လိုပါသေးပြီးတဲ့နောက်မှာရှီလာရွှေခင်းနဲ့အားလုံးလိုက်ရိုက်ပြီးတော့ပြန်ဆိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ one night trader ရောက်လာကြ one night အချိန်မှာဘာလေးညာလေးရှိမလဲဆိုကြည့်လိုက်တဲ့အချိန်မှာရေပုံးတွေလာရောက်နေပါတယ်ဒါပေမဲ့အခုချိန်ကရေပုံးမလို့သေးတဲ့ကြောင့်ဂလိုးနဲ့ဂလိုးတုံးဂလိုးအောင်ပဲဝယ်လိုက်ပါတယ်ပြီးရင်နောက်မှာ glow stone ကိုချက်တွေအောက်မှာ glow နေအောင်လို့တွားထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘိုးလိုရကြ flash သေးပဲ crop ပြီးတော့ villager upgrade မြင်ပြီး villager ရှိကဘိုးတွေ arrow တွေနောက်အချိမှလုပ်ဖို့တော့တခါလေးဝယ်လိုက်ပါတယ်ပြီးရင်နောက်မှာ sugar cane နဲ့လိုက်ရိုက်ပြီးတော့တပ်ပင်တွေလိုက်ခုတ်လိုက်ပါတယ်အဲ့လိုတပ်ပင်တွေလိုက်ခုတ်နေတဲ့အချိန်မှာပဲကြောင်ဖြူလေးတစ်ကောင်တွေ့ပါတယ်ကြောင်အသိမ်းဖို့တော့ချက်ထဲမှာရှိတဲ့ငါးတွေယူလာလိုက်ပါတယ်ညာလဲတဖြည်းဖြည်းရောက်လာပြီးမလို့ကြောင်အမြင်မြင်စားသိမ်းပါတယ်ကံကောင်းကျင်တော့ကြောင်ကငါးတစ်ကောင်နဲ့သိမ်းလို့ရသွားခဲ့ပါတယ်အဲ့ဒါကြောင်ခေါ်လာပြီးတော့အဲ့အနာမှာထိုင်ခိုင်းလိုက်ပါတယ်ညရောက်လာပြီဖြစ်တဲ့ကြောင့်အချိမက်လုပ်ဖို့တော့စထွက်လာခဲ့ပါတယ်အချိမက်လုပ်ဖို့တော့ skeleton အရင်ဖမ်းမှာမလို့ skeleton လိုက်ရှာ skeleton တွေ့ရတဲ့ copper stone တွေနဲ့တခါလေးပိတ်ထားလိုက်ပါတယ်ဒီအချိမက်ကိုညဘက်မလုပ်ပဲမနေ့ဘက်လုပ်ရင်ပိုအဆင်ပြေလို့ပါ skeleton ဖမ်းပြီးတဲ့နောက်မှာနောက်ထပ်အချိမက်တော့ creeper လို့သိရကြောင့် creeper လိုက်ရှာပါတယ် creeper တွေ့ရတဲ့အချိန်မှာကျွန်တော်ရဲ့ archer skill တွေကိုစတွေ့ရတော့မှာဖြစ်ပါတယ် Another one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  Another A few moments later နောက်ဆုံးမှာတော့ကန်ကောင်းထောင်းမဆိုတဲ့ creeper လည်းတေးပြီးတော့အချိမက်လည်းပြီးသွားပါတယ်အချိမက်ပြီးတော့ကြောင့်အိမ်ကိုပြန်လာပြီးတော့ဝင်အိတ်လိုက်ပါတယ်မနေ့ရက်တဲ့အချိန်မှာဒီတစ်ခေါက်လည်းအကြောင်းလေးရှိရပါပစ္စည်းမှထပ်မရပါဘူး cobblestone ပေါက်လေးထည့်ထားတဲ့ skeleton ပြန်သွားကြည့်လိုက်တဲ့အချိန်မှာပဲမှုံဆန်ဆန်ပဲပျောက်နေခဲ့ပါတယ်မနေ့ညကျွန်တော်စူးစမ်းခဲ့သမျှအရာအားလုံးကအမိုက်ပုံနဲ့ရောက်သွားခဲ့ပါတယ်ဒီအချိမက်ကိုလှုပ်ချင်တဲ့ဆိုတော့ skeleton အရင်ဦးဆုံးနှိမ့်ထပ်ပေးမှရမှာပါပြီးရဲ့နောက်မှာရှီလာရဲ့ sugar cane တွေအားလုံးလိုက်ရိုက်ပြီးတော့ပြန်ဆိုင်ထားလိုက်ပါတယ်ပြီးတော့ fork တွေအားလုံးကိုလည်းလိုက်ဖြတ်လိုက်ပါတယ်sugar cane fan ရဆိုင်နဲ့တိတ်မကြခင်မှာပဲပြီးတော့မှာပဲဖြစ်ပါတယ်ညနေဆောင်လာတဲ့အချိန်မှာနွားတွေအားလုံးအစာကျွေးပြီးတော့တိတ်မကြခင်မှာညရောက်လာတော့ဝင်အိတ်လိုက်ပါတယ်အနေရောက်တဲ့အချိန်မှာနောက်ထပ်အချိမကိုထပ်လုပ်ဖို့တော့ grind stone ကို craft လိုက်ပါတယ်ပြီးတော့အဲ့ဒီ grind stone အချမ်းမသိပဲနားမှာထားပြီးတော့တိတ်သုံးမွေနဲ့စာအုပ်တော့အန်ချက်ပြန်ဖြုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာရက်26ရောက်လာတဲ့တော့ villager ရှိမှမသွားချွေဖို့လုပ်ပါတယ်ဟိုနေစမ်းမအောင်ရက်က24ရက်နဲ့ဘယ်လိုဖြစ်လို့26ရက်ရောက်သွားလဲကျွန်တော်လည်း video edit လေးလုပ်ဖို့ file ပြန်ကြည့်လိုက်ချိန်မှာရက်နဲ့ရက်ကပျောက်နေခဲ့တယ်ကြည့်ရတာ file နဲ့တောင်းပန်ပေါက်ပြီးမြန်ထပြန် video ပြန်ဆက်ရမယ်ဆိုတော့ villager ရှိရဲ့ချင်းချက်မှာမက်ကိုတွားဝယ်လိုက်ပါတယ်မရလိုက်ဘူးလို့ချင်းချက်မှာတွားတိုက်ဖို့ပဲကြံပါတော့တယ်ချင်းချက်မှာမတိုက်ခင်မှာ lava bucket လိုတော့ကြောက်ဂူထဲမှာ lava bucket တွားယူပါတယ်လမ်းမှာသူ့ရဲ့ slide တွေလည်းတက်လာခဲ့ပါတယ်ဒီ slide board ကအခုလောဆယ်အသုံးဝင်မယ်နောက်ပိုင်းကျအသုံးဝင်လာပါပါlava bucket အပြင်မှာ nether portal ဆောက်ဖို့တော့ obsidian 12သုံးမှာတခါလဲတူးလာလိုက်ပါတယ်လိုအပ်တဲ့ပစ္စည်းယူခဲ့နောက်မှာအပေါ်မြင်မြင်လေးပြန်တက်လာခဲ့ပါတယ်အပေါ်ပြန်ရောက်တဲ့အချိန်မှာ nether portal ဘယ်နှဆောက်အောင်မသိရကြောင်း nether portal ရဲ့ချင်းနေမဝင်အောင်လို့အိမ်ထဲမှာဝင်ဆောက်လိုက်ပါတယ်
နေသားပုတ်တဲ့ဆောက်ဖို့မှာနေသားပုတ်တဲ့မိချစ်ဖို့အတွက်အားရုံမရှိပါဘူးအားလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့ချင်းချက်မှာသွားတိုက်ဖို့လုပ်ပါတယ်ဒါပေမဲ့မတ်ထဲမှာ player icon လေးကအလုံးလေးဖြစ်နေခဲ့ပါတယ်မတ်ထဲက structure လေးရှိကိုသွားကြည့်ပြီးမတ်ထဲမှာဒီလိုအလုံးကြီးဖြစ်နေရဆိုတော့မတ်ကိုနောက်တနည်းကြည့်တဲ့နေရှိပါသေးတယ်အဲ့ဒါကတော့အရင်ဦးဆုံး item frame ကို crack လိုက်ပါ item frame crack ပြီးဆိုတော့ item frame ကိုနေရန်တစ်ခုမှထားလိုက်ပါပြီးတဲ့နောက်မှာမတ်ကိုကတ်လိုက်ပါမတ်ကို item frame မှာကတ်လိုက်မယ်ဆိုတော့အချုံလေးဖြစ်သွားပါလိမ့်မယ်အဲ့ဒီအချုံက structure နဲ့မျက်နှာချင်းဆိုင်ဖြစ်နေဆိုတော့ဒီရှိတဲ့မှာ structure ရှိပါတယ်အဲ့လိုနီးနေပဲကျွန်တော်လည်းချင်းချက်ပါကိုရှာဖို့ထွက်လာလိုက်ပါတယ်ဒီလိုနဲ့ချင်းချက်ပါတိုက်ဖို့ခီးစထွက်ခဲ့ပါတယ်ဒီလိုနဲ့တွားရင်နဲ့ချင်းချပါနာကိုရောက်လာခဲ့ပါတယ်ချင်းချပါနာရောက်ပြီဆိုတော့လည်းအောက်တခါလေးဆင်းတူးလာလိုက်ပါတယ်ဒီလိုနဲ့တူးရင်နောက်ကူလေးတစ်ခုထပ်ရောက်သွားပါတယ်ဒီကူထဲမှာဆိုတော့တခါလေး mind shot ကိုပါတွေ့ရပါတယ်ဒါပေမဲ့ကူထဲမှာ skeleton mod တွေနဲ့အသက်အနေရများပါတယ်အဲ့လိုပြောရင်တိတ်မကြပါဘူး mind shot တွေမှာရှိတဲ့ mind card နဲ့ချက်ကိုအရင်ဦးဆုံးပြီးဖွင့်ပါတယ်ချက်စစဖွင့်ခြင်းပါပဲ oh my god အချက်တမဲ့ပုံကြီးအားနဲ့ကျွန်တော်လည်းစိတ်တူပြီးပစ္စည်းအားလုံးယူပြီးရထားလမ်းမှာတခါလေးဖြုတ်ယူသွားလိုက်ပါတယ်အဲ့ဒီနောက်မှာမိုင်းရှက်တဲ့ကိုနည်းနည်းပတ်ကြည့်ပါတယ်မိုင်းရှက်ကိုပတ်ကြည့်နေတဲ့လိုချင်တဲ့အာယုန်တွေအများကြီးတွေ့ကြအောင်အများကြီးတူးခဲ့လိုက်ပါတယ်လူထဲမှာအာယုန်တွေတွေ့လို့ပြောနေတော့မှာပဲအပျော်လုံးပြီးဒီလိုလာတဲ့အဓိကအကြောင်းရင်းကိုပြီးသွားပါတယ်ချင်းရက်ပါတော့တိုက်ဖို့တတိပြန်ရလာပြီးတဲ့နောက်မှာအောက်ကိုဆက်တူးလာလိုက်ပါတယ်ဒီလိုနဲ့တူးရင်နဲ့ဒီစလီလေးရောက်လာတဲ့အချိန်မှာကျွန်တော်အရန်တိုက်ချင်တဲ့ချင်းချက်ပါကိုစတွေ့ပါတယ်ချင်းချက်ပါအပေါက်ဖောက်ပြီးအထဲကိုဝင်ကြည့်လိုက်တာမသိရင် boss fight arena ရဲ့ရောက်သွားတယ်လို့ပဲချင်းရမှာထဲမှာအကောင့်တွေမစမုံအောင်လို့မတိမတာလေးဝင်လာလိုက်ပါတယ်။ water bucket လို့ဒီစပန်ဆာထဲမှာ water bucket ပတ်ရှာနေတဲ့အချိန်မှာစပွန်နာရဲ့ထားစပွန်လာအောင်လို့ water bucket မြင်လိုက်ရှာရပါတယ်။ water bucket တွေ့တဲ့အချိန်မှာအပျော်လုံးကြီးလေပေါ်ထားပြန်သွားပါတယ်။နောက်ကမနာနဲ့လဲမုံတွေ breeze ကိုတက်ပြီးတဲ့နောက်မှာ lava bucket ကိုမော်ရီလာတဲ့လမ်းမှာတက်ချလိုက်ပါတယ်။ဒါပေမဲ့ lava bucket ကိုအလဲမှာချမှာဘေးမှာချမိအောင်လို့ skeleton တွေစွန့်ကြည့်ဝိုင်းလောက်ခံရတော့ပါမယ်။ရှီယာကိုနဲ့ skeleton တွေကို lava နဲ့တွန်းချပြီး lava ကိုနေရာမှာပြတ်ထားလိုက်ပါတယ်ဒါပေမဲ့ skeleton နဲ့ရမ်းမြမလို့လာပါလည်းမကင်နိုင်တော့ပဲကို6ခုသုံးပြီးပြရပါတယ်။တနေရာကျလို့သွေးမရှိလို့အစားစားဖို့လုပ်တဲ့အချိန်မှာဘေးနားမှာกินထားတဲ့အသားတော်က19လုံးရှိရမလို့အရှိရကဲရစ်ကိုပဲရွေးစားလိုက်ပါတယ်။ပြီးတော့မှกินထားတဲ့အသားတွေကိုစားလိုက်ပါတယ်။ဒါပေမဲ့မြင်တာမဟုတ်ပါဘူးမီးသွေးကင်းနဲ့အယောင်စင်သွားလို့ပါ။ပြီးရဲ့နောက်မှာတော့ spawner ရဲ့ spawn နဲ့အကောင့်တွေအားလုံးလိုက်တက်ပါတယ်။ spawner ရဲ့အကောင့်တွေအားလုံးတက်ပြီးရဲ့နောက်မှာလက်ဆောင်အနေနဲ့တမိုးကြီးပစ္စည်းတွေပြီးဒါကတော့ကျွန်တော်ပထမဦးဆုံးချိန်ချင်းချက်ပါလာတိုက်တာမို့ကျွန်တော်စားကောက်တောက်ဝယ်နေအဲ့အခန်းထဲမှာရှိတဲ့စပွန်နာတွေအားလုံးတိုက်ပြရမလို့နောက်တစ်ခန်းသွားဖို့ထွက်လာခဲ့ပါတယ်။ဒါပေမဲ့သွားနေလည်းမဘယ်ယူနဲ့ဟောပါတွေ့ကြဟောပါကိုတူပြီးဘယ်ယူထဲမှာမလို့သေးတဲ့ပစ္စည်းတွေကိုခဏသိမ်းထားလိုက်ပါတယ်။လက်ကြည့်တိုင်းဆင်းလာပြီးတော့အခန်းအပြင်ကိုထွက်လိုက်တဲ့အချိန်မှာလော်ဘီလိုနေရာမြို့ရောက်သွားခဲ့ပါတယ်။ဘေးမှာနောက်အခန်းတစ်ခန်းတွေ့လို့ဝင်ကြည့်လိုက်ပြီးမှအခန်းအပိတ်ကြီးဖြစ်နေခဲ့ပါတယ်။အပေါ်ထပ်မှာနောက်ထပ်အခန်းတွေရှိအောင်မလားဆိုလိုက်ရှာခဲ့ပြီးအပေါ်ထပ်မှာဘာအခန်းမှမရှိတော့ပါဘူး။အဲ့ဒါကြောင့်အောက်မှာရှိတဲ့စပွန်နာကိုတိုက်ဖို့တော့အပေါ်နဲ့လာဘလောင်းချပြီးလမ်းကိုပိတ်လိုက်ပါတယ်။ကောင်းတယ်ဝင်လို့မရလာဘနဲ့လမ်းပိတ်ပြီးအောက်မှာရှိတဲ့ပစ္စည်းတွေကိုပြေးကောက်ပါတယ်။ပြီးရင်နောက်မှာစပွန်နာတဲ့ဟန်စ်တွေအားလုံးလိုက်တက်ပါတယ်။ဟန်စ်တွေအားလုံးတက်ပြီးတဲ့နောက်မှာတော့မထင်မှတ်ထားပဲနဲ့ try ကြီးကိုနောက်ဆုံးမှာတော့ရလာခဲ့ပါတယ်။စပွန်နာရှင်းဝိုင်းမလို့ဒုတိယထပ်မှာရှိသမျှအိုးတွေပစ္စည်းတွေအားလုံးဂုံစင်းပါတယ်။ချင်းချမ်းမှာလာတာစပွန်နာတိုက်ဖို့လာတာမဟုတ်ပါဘူး။အိုးခွဲဖို့လာတာပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အိုးတွေဒီတိုင်းပတ်ခွဲနေတော့ကီးနဲ့ချောင်းအပေါ်ရလာပါတယ်။ဟာအပေါ်ထပ်မှာရှိတဲ့အိုးတွေအားလုံးခွဲဖို့မလို့အောက်ထပ်မှာရှိတဲ့အိုးတွေအားလုံးပတ်ခွဲပါတယ်။စွမ်းအတိုင်းပါပဲအောက်မှာရှိတဲ့အိုးတွေအားလုံးပတ်ခွဲနေနဲ့အိုးရဲ့နေဒိုင်းမုန်းတွေမှာထွက်လာပါကျွန်တော်ဆိုကိုမျက်စိကိုမြင်လို့ infinity တွေတော့ပြန်ကြည့်ရပါတယ်အဲ့လိုကြည့်လိုက်မှ music သေးစီပါထပ်ပြီးတော့ထွက်လာပါတယ်နောက်ထပ်ကြံနေသေးတဲ့အိုးတွေပတ်ခွဲလိုက်တဲ့အချိန်မှာနောက်ထပ်ဒိုင်းမုန်းတစ်လုံးမှထပ်ရလာပါတယ်ရလာတဲ့ဒိုင်းမုန်းနဲ့ဒိုင်းမုန်းဆော့ကိုတစ်ခါလေး craft လိုက်ပါတယ်စပိုနာ၄ခုတိုက်တာတော့ကီးကတစ်ချောင်းပဲရပြီအခုအိုးတွေဒီတိုင်းပတ်ခွဲနေတဲ့ဒိုင်းမုန်းတွေကိုကီးတွေပါတစ်ခါလေးရလာအဲ့လိုနဲ့နောက်အခန်းတစ်ခန်းနဲ့ထပ်ဝင်လာတဲ့အချိန်မှာ spider စပွန်နာတွေတွေ့ပါတယ်ဒါပေမဲ့ ရိုးရိုး spider တွေမဟုတ်ဘဲနဲ့ poison spider တွေဖြစ်နေရပါအဲ့ဒါကြောင့်ကျွန်တော်ရဲ့လက်ဆွဲတော် lava bucket ကိုလမ်းလေမှာချလိုက်ပါတယ်ဒါပါကိုလမ်းလေမှာချလို့လုံခြုံပြီးထင်နေတော့မှာပဲ poison spider နှစ်ကောင်လိုက်လို့သူ့ရဲ့တရုံးမဲ့ကြံသွားတော့လေအဲ့ဒါကြောင့်သူ့ပြန်ဖြီးတော့စောက်နေတဲ့ aware နေ spider တွေမြားနေပဲလမ်းပစ်ပါတယ်ရှိမဲ့ spider တွေအားလုံးတက်ပြီးတော့ရလာတဲ့ပစ္စည်းကိုတွားကြည့်လိုက်တဲ့အချိန်မှာနောက်ထပ်တော့တစ်ချောင်းဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ hole spawner တိတ်ပြီးတော့ကံမကောင်းပါဘူး speed potion ရပါတယ်တော့ရလာရင်မလို့ဘေးမှာရှိတဲ့ van တစ်ခုမှာ gun blade သွားလို့ပါတယ်အော်မရပိုရှင်နှစ်ပလင်းရတာကြောင့်တန်တယ်လို့တော့ပြောလို့ရပါတယ်။တောက်ရကြံတဲ့အကြောင်းနောက်ထပ် van တစ်ခုမှထပ်ပြီး game play သွားလုပ်ပါတယ်။ဒီတစ်ခေါက်လည်းအချာတော့ diamond ace ရတာကြောင့်တန်တယ်လို့တော့ပြောလို့ရပါတယ်။အဲ့ဒီနောက်မှာရှီကကျိုးတော့မှာမလို့ရှီအစ် crab ပြီးတော့နောက်ထပ်အခန်းတစ်ခန်းကိုထပ်ပြီးသွားပါတယ်။ဒီတစ်ခေါက်အခန်းကတော့အောက်ပြုတ်ကျလို့မရတဲ့အခန်းဖြစ်ပါတယ်။စပွန်နာနာရောက်လာတဲ့လာဘာကိုစပွန်နာနာမှာထားပြီးရှီမတ် skeleton တွေအားလုံးလိုက်တက်ပါတယ်။ skeleton တွေအားလုံးတက်ပြီးတဲ့နောက်မှာစူကြီးအနေနဲ့ sweet potion ကိုရလာပါတယ်။ဒီမပေးဘဲနဲ့ potion ပေးရကြောင့်စိတ်တူပြီးတော့စပွန်လာတဲ့ကောင်တွေအားလုံးနက်ပြီးမှရှိတဲ့ယမာမင်းရှိကိုပို့လိုက်ပါတယ်။အဲ့ဒီခါကျမှတော်နှစ်ချောင်းကျန်တဲ့စပွန်နာနှစ်ခုကထပ်ရလာပါတယ်။တော့ရချင်းပဲပြီးမှရှိတဲ့ fan မှာ game လေးသွားလုပ်ပါတယ်ပထမတစ်ခါတော့ diamond နဲ့ golden apple ရလို့တန်တယ်ဆိုပေမဲ့အပိုင်းအခောက်တွေကြောင့်ကျွန်တော်ရဲ့ကန်သေးရအကျဆင်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာနောက်ထပ် spawner တွေထပ်တိုက်ဖို့တော့ change ချက်ပါရဲ့ဘဟိုလိုနေရာမျိုးရောက်လာခဲ့ပါတယ်
အရှိမရှိတဲ့အခန်းထဲဝင်လိုက်ချိန်မှာ poison spawner ရဲ့ spawn တဲ့နေရာကိုထပ်ရောက်သွားပါတယ် poison spider ကအစိတ်ပြင်းပြီးမဲ့သွေးနဲ့ကြောင့်ခဏလေးသွေးမှာပဲ spawner တစ်ခုပြီးပြီးတော့နောက်ထပ်တော့တစ်ချောင်းထပ်ပြီးရလာပါတယ်ရှိသမျှ spider ရဲ့အားလုံးတက်ပြီးတဲ့နောက်မှာသူ့ရဲ့သရုံးမဲ့ကြံပါတော့တယ် spider ရဲ့အားလုံးတေသွားရင်မလို့ spawner တွေကဘာပစ္စည်းရမလဲတော့ကြည့်လိုက်တာပိုရှင်းဖြစ်နေကြပါတယ်တော့တစ်ချောင်းရှိရမလို့ဘေးမှာရှိတဲ့ဘက်မှာ gun blade သွားလုပ်ပါတယ်ဒီတစ်ခေါက်လည်းပစ္စည်းရဲ့တိတ်မကောင်းဆိုမှလည်း opening potion ရလာကြောင့်တိတ်မဆိုးလို့တော့ပြောလို့ရပါတယ်ဒီနောက်မှာချင်းချက်ပါရဲ့နောက်ဆုံးကျန်တဲ့အခန်းတစ်ခါအောင်ပဲဝင်လာလိုက်ပါတယ်အခန်းထဲဆက်ဆက်ဝင်လာခြင်းမှာပဲ spawner တစ်ခုကထားပြီးတော့ spawn လာပါတယ်အဲကြောင့်အဲ့ spawner ကိုတိုက်နေတော့ပါပဲဘေးမှာရှိတဲ့နောက်ထပ် spawner တစ်ခုကပဲထပ်ပြီး spawn လာတာပါ spawner နှစ်ခုထဲမှာရှိတဲ့ကောင်တွေအားလုံးတိုက်ဖို့တော့အောက်မှာရှိတဲ့ block ကိုဖျက်ပြီး lava ကိုလောင်းချလိုက်ပါတယ် skeleton spawner နှစ်ခုနဲ့တိုက်ပတ်နေတော့မှပဲဘေးမှာရှိတဲ့ hard spawner ကြီးကပဲထပ်ပြီး spawn လာပါတယ်အဲ့လိုတိုက်နေပတ်နေတော့မှပဲပြောလို့တော့မဆုံးသေးပါဘူး skeleton ပြစ်လိုက်တဲ့များကြောင့်အောက်ကို diamond ထိုးပြီးဆင်းသွားပါတယ်ဒါပေမဲ့ကန်ကောင်းကျင်တော့တိတ်တိတ်မလျော့ဘဲနဲ့ပြန်တက်လာလိုက်ပါတယ်အပေါ်ပြန်ရောက်တဲ့အချိန်မှာအောက်မှာရှိတဲ့ကောင်တွေကိုလာဘနဲ့လောင်ပြီးပျော်နေတော့မှပဲငရဲအိုးတွေကိုချီချော်ပြီးပြုတ်ကြပါတယ်ဒီတစ်ခါတော့မောတွေဝိုင်းနေတာမို့လို့ဖျားတနေတော့မှပဲလာဘပတ်ကတ်ပါလာကြောင့်လာဘပတ်ကတ်အားကိုနဲ့ပဲအားလုံးကိုပြန်တက်လိုက်ပါတယ်ပထမဦးဆုံးစပွန်နာနဲ့တော့ရလို့ပျော်နေတော့မှပဲနောက်ထပ်စပွန်နာနှစ်ခုကိုလှည့်ကြည့်လိုက်တယ်ပျော်နေတဲ့အပျော်တွေအားလုံးမြောင်းနဲ့ရောက်သွားပါတယ်ဒါပေမဲ့ချင်းချက်ပါလာတာအဓိကအုပ်ခွဲဖို့ဖြစ်တာကြောင့်ရှိမှအိုးတွေအားလုံးပတ်ခွဲပစ္စည်းတွေအားလုံးလိုက်ယူပါတယ်အဲဒီနောက်မှာနောက်ထပ်အခန်းတစ်ခန်းသွေးလို့ဝင်လာတဲ့အချိန်မှာအခန်းကြီးကအပိတ်ကြီးဖြစ်နေပါတယ်အဲအကြောင်းရှိမှရှိတဲ့အခန်းထဲဝင်လာတဲ့အချိန်မှာအခန်းထဲမှာစပွန်နာလုံးဝမရှိပါဘူးချက်တွေပဲရှိရကြောင်းချက်ထဲမှာရှိတဲ့ပစ္စည်းတွေအားလုံးယူလာလိုက်ပါတယ်အောက်ထပ်ကိုဆင်းလာကြည့်တော့လေအောက်ထပ်မှာဘာမှမရှိပါဘူးအဲကြောင့်အပေါ်မှာရှိတဲ့ van ကိုဖွင့်ဖို့ပဲအပေါ်ကိုတက်လာလိုက်ပါတယ်ဒီတစ်ခေါက် van ကတော့တော်တော်ကန်ကောင်းတာပါအာမ train ရပါအားလုံးပြီးတဲ့နောက်မှာချင်းချက်မှာရှိတဲ့ spawner တွေအားလုံးတိုက်ပြီးသွားရင်မလို့ omni potion ကိုစတောက်ပြီး omni rate ကိုစလုပ်တော့မှာဖြစ်ပါတယ် omni rate စပြီးဆိုတော့အပေါ်မြင်မြတ်တက်ပြီးတော့အပေါ်ကနေ lava နဲ့လောင်းချပါတယ်ကျွန်တော်အနေနဲ့ဒီ lava ကိုပဲအားကိုးနေရကြဒီ lava တစ်ခုဖြစ်ရင်တော့ကျွန်တော်ဘွားတော့သွားပါပြီပြောလို့တော့မဆုံးခင်ပါပဲကျွန်တော်ရဲ့မရှိမဲ့လာဘလေးက oxygen ဘွားတို့ပြောင်းသွားပါတယ်ဒါပေမဲ့လာဘကိုပေးဆက်လိုက်ရတဲ့အပြန်အလှန်အနေနဲ့ omni key တစ်ချောင်းကိုရလာပါတယ်ပြီးရင်နောက်မှာကျွန်တော် spawner နှစ်ခုမှာကျန်နေတဲ့ skeleton တွေအားလုံးလိုက်တက်ပါတယ်နောက်တစ်ခေါက်ပါရအောင်မလဲလာကြည့်လိုက်ချိန်မှာ straight potion ဖြစ်နေပါတယ်နောက်ဆုံး spawner ကတော့ golden carry ရပါတယ်ရလာတဲ့ omni key နဲ့အရှိမရှိတဲ့ omni van ကိုဖွင့်ဖို့တက်လာခဲ့ပါတယ်အဲဒီနောက်မှာ omni van ကိုစဖွင့်လိုက်ပါတယ်ဆက်စဖွင့်ခြင်းမှာလည်း achievement golden apple ကိုရသွားပါတယ်ပြီးရင်နောက်မှာ emerald နဲ့ diamond နဲ့ပါထပ်ရလာပါတယ်achievement golden apple ရရုံနဲ့တန်နေပါပြီအဲဒီနောက်မှာနောက်ထပ် rate တွေထပ်တိုက်ဖို့အတွက်ထွက်လာလိုက်ပါတယ်နောက်တစ်ခါကတော့ poison spider တွေရှိတဲ့အခန်းဖြစ်ပါတယ်ဒီတစ်ခါတော့ lava bucket မပါတဲ့တော့ water bucket နဲ့ပဲ spider တွေအားလုံးတွန်းချလိုက်ပါတယ် poison spider တွေတက်နေတော့မှ spider တစ်ခါတွန်းချလိုက်တဲ့ကြောင့် poison spider တွေဂျားတွေကိုပြုတ်ကျသွားပါတယ်ဒါပေမဲ့ကန်ကောင်းကျင်တော့ရေရှိတဲ့ကြောင့်ရေနဲ့ကူးပြီးတော့မြင်မြန်လေးထွက်လာလိုက်ပါတယ်ဟိုဘက်ရောက်လို့လုံခြုံပြီးထင်နေတော့မှပဲဘယ်ကြောင်နဲ့ထွက်လာမှမသိတဲ့ spider တစ်ကောင်လာတက်လို့သိမလို့ဖြစ်သွားပါသေးတယ်ကန်ကောင်းကျင်တော့ spider ကမကိုက်မိတဲ့ကြောင့်ဘာမှမဖြစ်သွားပါဘူးအဲဒီနောက်မှာသွေးကိုမြင်မြန်ပြန်ဖြည့်ပြီးတော့သွေးပြည့်ပြီးဆိုတော့ဆန္ဒ spider တွေအခန်းထဲကိုပြန်သွားပြီး spider တွေအားလုံးလိုက်တက်ပါတယ်spider ရဲ့အားလုံးတက်ပြီးတဲ့နောက်မှာတော့ပထမဦးဆုံး spawner နဲ့အသားရပါတယ်ဒါပေမဲ့ကန်ကောင်းကျင်တော့ဒုတိယ spawner နဲ့ omni key ထပ်ရပါတယ်ကြားလာတဲ့ omni key နဲ့ဘေးမှာရှိတဲ့ omni van ကိုတော့ဖွင့်လိုက်တဲ့အချိန်မှာ enchantment golden apple နောက်တစ်လုံးထပ်ပြီးရလာပါတယ် enchantment golden apple နှလုံးနဲ့ဆိုနောက်ထပ် achievement နှစ်ခုကိုထပ်ပြီးလုပ်လို့ရပါတယ်အချိန်သိမ့်မရှိရကြနောက်ထပ် spawner တစ်ခုထပ်ပြီးတော့တိုက်ပါတယ်ဒီတစ်ခေါက်တိုက်တဲ့ mod တွေက hands တွေဖြစ်နေကြကြောင်းမြားနဲ့ပြစ်တဲ့ skeleton မပါတော့ easy တိုက်လို့ဒီတစ်ခေါက်တိုက်တဲ့ spawner ရှိရတော့ပိုရှင်ပဲရပါတယ်ပြီးရဲ့နောက်မှာကျန်နေတဲ့ spawner တွေကိုလိုက်တိုက်ပါတယ်အနည်းဆုံးတော့ omni rate တိုက်တဲ့အတွက်ပစ္စည်းကောင်းတော့ရလောက်မှာပါ Are you serious right now, bro? ဒုတိယအကြိမ်တော့မရအောင်ဆိုမှဒီတစ်ခေါက်တော့ရလောက်မှာပါတတိယအကြိမ်လည်းတော့မရအောင်ဆိုမှဒီတစ်ခေါက်တော့ရဖို့တေချာလောက်ပါတယ်ဒီတစ်ခေါက်မှတော့မရအောင်ဆိုလည်းကျွန်တော်အနေနဲ့ဖုန်းပိတ်ပြီးအိပ်ဖို့ပဲကြံနောက်ဆုံးနဲ့ပထမဦးဆုံးဆင်းလာတဲ့ spawner တွေကိုတွားတိုက်ဖို့ပဲကြံပါတော့တယ် spawner တွေကအကောင်းနေ spawner တွေဆိုတော့တကောင်မကျအားလုံးလိုက်တက်ပါတယ်လောဘအနောက်ကိုလိုက်နေရကြရှီးသစ်ခရက်ဖို့မေးပြီးတော့ရှီးအားကိုနဲ့ဗရေမှာရှီးရထကျူသွားပါတယ်အဲကြောင့်လုံခြုံတဲ့နေရာမှာကာဗာမြင်မြန်ယူပြီးတော့ရှီးကိုမြင်မြန် craft ပါတယ်ဂျားတဲ့ craft table မရှိရကြောင့် craft table ကိုအရင်ဦးဆုံး craft ကပါသေးတယ်ပြီးရဲ့နောက်မှာရှီးသစ်ပြန်ရလာပြီဖြစ်တဲ့ကြောင့် mod တွေအားလုံးပြန်လိုက်တက်ပါတယ် spawner နှစ်ခုကိုအရင်ဦးဆုံးပြီးတော့တစ်ချောင်းရလာပါတယ်နောက်ထပ် spawner တစ်ခုကလည်းတော့ပြီးမှတေးကြပါတယ်ဘာလို့လဲဆိုကျွန်တော်ရဲ့ကန်တီကအဲကြောင့်ရလာတဲ့ကီးတစ်ချောင်းနဲ့ပဲ omni fan ကိုတော့ဖွင့်လိုက်ပါတယ်ဒီခါတော့ပထမ2ကြိမ်လောက်ထိတော့ကန်မကောင်းတော့ပါဘူးဒါပေမဲ့ music base နဲ့ achievement craft ဖို့ရလာတဲ့အတွက်မစိုးဘူးလို့ပြောလို့ရပါတယ်အဲဒီနောက်မှာတိုက်ဆက် spawner လည်းမရှိတော့ကြောင့်ပစ္စည်းရယူပြီးပြန်ဖို့လုပ်ပါတယ်ပစ္စည်းရယူတဲ့ပြင်မှာ achievement ရအောက်မှာရှိတဲ့ကော်ဘားတွေပါဖြုတ်ပြီးယူသွားမှာပါအစားတော့ကော်ဘားတွေကို oxidation ဖြုတ်ပြီးယူရမလို့ပါဒါပေမဲ့ achievement ရ oxidation ပါတဲ့ကော်ဘားဘလော့နဲ့ဆိုပိုလွယ်အောင်လို့ရိုးကော်ဘားဘလော့တွေကိုဒီတိုင်းတူးရလိုက်ပါတယ်ပြိုင်ကမှာ decoration နဲ့ဆိုင်တဲ့ achievement လုပ်ဖို့အတွက်နောက်အခန်းတစ်ခန်းကိုတွားပြီးအိုးသွားရှာပါတယ်အဲ့လိုဝင်လာမှပဲ spawner 3ခုပဲ reset ကြပြီးချင်းထ spawn လာပါတယ်achievement ရအိုးကအရေးကြီးရမလို့ NAA တွေဂျားရက်နဲ့အိုးမရမကသွားယူတယ်ဟိုရောက်တော့အိုးကရိုးအိုးကြီးဖြစ်နေခဲ့ပါတယ်ဘာမှမရရေကူးပြတ်မယ်ဆိုတဲ့ဆိုရိုးအတိုင်းပဲ spawn လာတဲ့ကောင်နဲ့အားလုံး outland အသက်နဲ့တက်ပြီးတော့ရလာတဲ့ပစ္စည်းယူဖို့ပဲဆုံးဖြတ်လိုက်ပါတယ် outland အသက်သုံးလိုက်တော့မှ tricky နဲ့6နဲ့ regeneration potion ကိုအပိုရလာပါတယ်
ရလာတဲ့ try key နှစ်ချောင်းနဲ့ပြီးမှရှိတဲ့ van နှစ်ခုမှာ game လေးသွားလို့ကွာပထမ van ကိုစက်သားဖွင့်ခြင်း golden app ရလို့ပြောနေတော့မှာပဲ enchantment ပုံမှာ enchant ကောင်းကောင်းလေးပါမလားကြည့်လိုက်တော့အလကားပေးတော့မလို့ခြင်းနဲ့ enchant ဖြစ်နေခဲ့ပါတယ်အဆုံးတော့နဲ့ van ဖွင့်လိုက်တဲ့ချိန်မှာ diamond တစ်လုံးထွက်လာတဲ့အတွက်အဲ့ဒီ diamond နဲ့ပဲဖြည့်သိပ်လိုက်ရပါတယ်ချင်းချမ်းပါကနေပြထွက်တော့မှမလို့လိုတဲ့ပစ္စည်းတွေယူလာပြီးတော့အချို့မဆန့်တဲ့ပစ္စည်းတွေကိုတော့ထားခဲ့လိုက်ပါတယ်ချင်းချမ်းပါမထွက်ခင်မှာနောက်ထပ် achievement နှစ်ခုလုပ်ဖို့တော့ dispenser တွေကနေ potion တွေလိုက်ရှာကြည့်ပါတယ်အခါကျ poison potion နဲ့ weakness potion တို့ပါတော့တွေ့သလိုပါအဲ့လိုလိုက်ရှာရင်းနဲ့မှာ weakness potion နှစ်ပလင်းတွေ့ရကြောင်းနှစ်ပလင်းလောက်ယူလာလိုက်ပါတယ် poison potion ကိုဆက်ရှာရင်းနဲ့ water bucket တပုံတွေ့ရကြောင်း water bucket ကိုတခါလေးခုံးစင်းလာလိုက်ပါတယ် poison potion မတွေ့ရကြောင်းချင်းချမ်းပါထောက်ဖို့လုပ်တဲ့ချိန်မှာ dispenser တစ်ခုတည်းကနေနောက်ထပ် weakness potion နဲ့ထပ်တွေ့ရကြောင်း weakness potion တပလင်းလောက်ယူလာလိုက်ပါတယ်ပစ္စည်းအလုံးခုံးစင်းပြီးတဲ့နောက်မှာချင်းချမ်းပါထောက်ပြီးအိမ်ကိုပဲပြန်လာလိုက်ပါတယ်အိမ်ပြန်ရတဲ့ချိန်မှာဂုံစင်းလာတဲ့ပစ္စည်းတွေရဲ့အများမလို့နောက်တစ်ချက်နှစ်ခုထပ်ပြီး craft လိုက်ပါတယ်ပြီးရင်တော့ဂုံစင်းလာတဲ့မြ item တွေအားလုံးချက်ထဲမှာထည့်လိုက်ပါတယ် item တွေထည့်နေတော့မှနောက်တဲ့ achievement လုပ်ဖို့တော့ O ပိုင်းလေးရှိရကြောင်း O တုံး craft ပြီးနောက်တဲ့ achievement ကိုထပ်ပြီးလုပ်လိုက်ပါတယ် O တော့ထားစရာနေရာမရှိကြောင်းအိမ်ထဲမှာပဲဝင်ထားလိုက်ပါတယ်နောက်တဲ့ achievement လုပ်ဖို့တော့မြင်းကိုမြင်း channel ကိုခေါ်သွားလိုက်ပါတယ်မြင်းနဲ့မြင်းကိုမျိုးွားတဲ့ချိန်မှာရိုးဝီသုံးမျိုးွားလို့မရပဲ golden apple သုံးပြီးမျိုးပွားအောင်ပါအဲဒါကျွန်တော်မှချင်းချက်ပါဂုံစင်းလာမရှိပဲ golden apple နဲ့မြင်းကိုကျွေးလိုက်ပါတယ်မြင်းကတော့အသေးပုံတွေထားလာပြီပဲမြင်းကတော့ကြီးများအသေးပုံတွေမထားလာပါဘူးအဲကြောင့်နောက်ထပ် golden apple တစ်လုံးပြေးပြီးတော့ crop လိုက်ပါတယ်ပြန်လာတော့မြင်းကိုကျွေးလိုက်တော့မြင်းလည်းအသေးပုံမထားပဲမြင်းလည်းအသေးပုံမထားတော့ပါဘူး achievement လုပ်ဖို့တော့ golden apple သုံးလုံးကုန်သွားပြီးတော့ဘာမှမထူလာပဲနဲ့ဂျားတွေကကျွန်တော်ပဲငတ်သွားပါတယ်အဲကြောင့်အဲ့ဒီ achievement စိတ်နာပြီးတော့ forking နဲ့ wheel တွေပဲသွားရိတ်လိုက်ပါတယ်ရလာတဲ့အချိန်မှာအကောင့်နဲ့တိတ်မစပွန်အောင်လို့ဘေးမှာပြီးလိုက်ထုံးပါတယ်ပြီးလိုက်ထုံးပြီးတဲ့နောက်မှာတော့ဝင်အိတ်လိုက်ပါမနေ့ရတဲ့ချိန်မှာနောက်တစ် achievement လုပ်ဖို့တော့ channel မှာရှိတဲ့နွားတွေအားလုံး wheel တွေလိုက်ကျွေးထားလိုက်ပါတယ်မသုံးနိုင်ကြပြီဖြစ်တဲ့လမ်းတော်ချက်တရက်နေသွားထုတ်လာလိုက်ပါတယ်ပြီးရဲ့နောက်မှာစီးတော်ရင်ကိုသွားခေါ်ပါတယ်အဲ့ဒီနောက်မှာစီးတော်ရင်နဲ့နွားချောင်ပြေးတိုက်အရှိမချန်စီကိုမမြင်မဲတဲ့ပြေးတိုက်တာမလို့အပေါ်ကနေပြန်ဝင်တိုက်တဲ့အချိန်မှာအရှိမလည်းပြီးသွားပါတယ်စားအုပ်စင်လုပ်ဖို့လဲတာလို့တည်းအကြောင်း channel မှာရှိတဲ့နွားတွေကိုလိုက်တက်ပါတယ်စားခရဖို့တော့စားရွက်လိုရဲ့ကြောင့် sugar cane တွေလိုက်ပြီးတော့ရလာတဲ့စားရွက်တွေကိုစားအုပ်ဖြစ်ပြောင်းလိုက်ပါတယ်စားအုပ်တွေမှာတစ်စင်နောက်ထပ်စားအုပ်စင်တွေမှာထပ်ပြီး craft လိုက်ပါတယ်ရလာတဲ့ဘိုးချက်တွေအားလုံး enchantment တွေပဲမှာ enchant ကောင်းကောင်းရအောင်လို့တွားထားလိုက်ပါတယ်အဲ့ဒီနောက်မှာမီတုံမှမသိညာရလောက်ပြီးဖြစ်တဲ့ကြောင့်ဝင်အိတ်ဖို့လုပ်ပါတယ်။မအိတ်ခင်မှာကြောင်အချိမလုပ်ဖို့တော့ကြောင်တွေအားလုံးထားခိုင်းလိုက်ပါတယ်။အဲ့ဒီလိုအချိမမရဘူးလို့ထားခိုင်းပြီးတော့အချိမလုပ်ကြည့်ရပါ။မနေ့ရောက်အချိမရမလားမသိပေမဲ့ဝင်အိတ်လိုက်ပါတယ်။မနေ့ရောက်တဲ့ချိန်မှာမထင်မှတ်ပဲနဲ့ကျွန်တော်အရန်လိုချင်တဲ့အချိမကိုနောက်ဆုံးမှတော့ရလာခဲ့ပါတယ်။ပြီးရင်နောက်မှာကျန်နေသေးတဲ့မှန်တွေကို villager ရှိမှသွားရောက်လိုက်ပါတယ်။တတိဒီအခါကိုနှလုံးရောဂါရှိသူများမကြည့်ရဘူး။အဲ့တော့အခြားမဟုတ်ပါဘူး achievement golden apple ကိုဘန်နာပတာအဖြစ်ပြောင်းအောင် achievement ဖြစ်ပါတယ်ကျွန်တော်အနေနဲ့မလုပ်ချင်ဘူးဆိုပေမဲ့လည်း achievement ဆိုတဲ့အသွေးကြီးနဲ့လုပ်လိုက်ရပါတယ် craft ပြီးပြီးချင်းမှာပဲ heart attack ဖြစ်မလို့တော့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ပတာကိုဒီတိုင်းထားတဲ့အလကားဖြစ်မှာမလို့ဘန်နာတစ်ခုအလားဆင်မှုတော့ craft လိုက်ပါတယ်ပြီးရဲ့နောက်မှာဘန်နာမှာပတာလေးထားပြီးတော့အနီအောင်ချဲလိုက်တဲ့အချိန်မှာမုံချမ်း logo ကြီးကိုရလာပါတယ်ပြောမှတာပြောတာကြည့်လို့ကောင်းတာဗျကြည့်လို့ကောင်းတာကြောင့်မုံချမ်း logo ကြီးကိုအိမ်ရဲ့အနောက်ဘက်ခြမ်းမှာပဲကတ်လိုက်ပါတယ်နောက်ထပ် achievement လုပ်ဖို့တော့အားရမရှိတဲ့ကြောင့်ဆုံးမအိမ်မှာရှိတဲ့ဆေးဖြော်တဲ့ဘေးစင်ကြီးကိုပဲတွားယူလာလိုက်ပါတယ်နောက်ကြမှာ achievement လုပ်ဖို့တော့နွားချရဲ့ဘေးမှာခဏထားလိုက်ပါတယ်အဲဒီနောက်မှာရှိသမျှ achievement တွေကိုစလုပ်ပါတယ်ဒီ achievement တွေကိုလုပ်ဖို့တော့ဟော်ဘာလို့လဲဆိုပေမဲ့ချင်းချပါဓမြတိုက်လာတဲ့ဟော်ဘာနေနဲ့ပဲလုပ်လိုက်ပါတယ်သုံးခုဟော်ဘာနဲ့တွေ့ပြီးဖုန်းနဲ့ချိန်လိုက်တဲ့ချိန်မှာ achievement တစ်ခုပြီးသွားပါတယ်တဖြည်းဖြည်းညရောက်လာပြီမလို့နောက်ဆုံး dispenser achievement ကိုလုပ်ပြီးတော့ဝင်အိတ်လိုက်ပါတယ်မနေ့ရောက်တဲ့ချိန်မှာဝင်းထဲမှာ one night trader ရောက်နေရမလို့ one night trader ရှိတဲ့နေ slide နေတဲ့ရေပုံးတွေကိုဝယ်လိုက်ပါတယ်ရလာတဲ့ငါးတွေကိုဘေးနားမှာရှိတဲ့မြောင်းထဲမှာသွားလွတ်ပါတယ်အဲ့လိုလွတ်နေတဲ့နောက်ထပ် achievement တစ်ခုကိုထပ်ပြီးတော့တတိရပါတယ် water bucket နဲ့ငါးဖမ်းတဲ့ achievement ဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီ achievement တစ်ခါလေးလုပ်လိုက်ပါတယ်အဲ့လိုအဲ့ဒီ achievement အခုချိန်ထိမရသေးလဲဆို one night trader ဖမ်းပြီးသားငါးတွေပဲရောင်းလို့ပါ enchantment တွေကအရင်ထပ်ပိုကောင်းသွားပြီမလို့ဘာ enchant ကောင်းကောင်းလေးရှိမလဲဆိုတော့ကြည့်ရတခုမှလည်းမကောင်းပါဘူးဒါမှကြောက် shocknet 2 ပေးပြီး is မှာကြောက် shocknet 4 ပေးတယ်အဲ့ဒါကြောင့် enchant တွေအဆင်ပြေတယ်လို့ကြည့်ကြပြီး enchant လိုက် enchant ပြီးရတော့နောက်ထပ် achievement တစ်ခုဖြစ်တဲ့ crafter craft ဆိုတဲ့ achievement လုပ်ဖို့တော့ crafter အရင် crafter ထဲမှာ crafter ထပ်ပြီး craft လိုက်ပါတယ်ရှည်လိုက်တဲ့နမိတ်မိုးလိုက်တယ် crafter craft ဆိုတဲ့ achievement ပြီးရနောက်မှာဟိုဘောင်းမှာချက်ပိုင်းကတင်တဲ့ achievement ကိုထပ်ပြီးလုပ်လိုက်ပါတယ်တေးကြအောင်လို့ item မှာတစ်ခါလေးထည့်လိုက်ပါတယ် achievement တွေပြီးသွားတဲ့နောက်မှာ sugar king ကို server ဖြစ်ပြောင်း villager ရှိမှတော့ချိန်ပါachievement တွေတော်တော်များများပြီးသွားပြီမလို့အခြား achievement တွေဆက်လုပ်ဖို့တော့ခီးစထုတ်ခဲ့ပါတယ်နောက် achievement တော့သမုတ်တရားထဲမှာလောက်ရမယ့် achievement ဖြစ်တာကြောင့်ပင်လယ်ကိုအရင်လိုက်ရှာပါတယ်ပင်လယ်ကြီးတွေ့ပြီးထင်ပြီးတော့ပျော်ပြီးရေထဲဆင်းလိုက်တာနိုင်မြေကြီးဖြစ်နေခဲ့ပါတယ်အားကြောင့်ပင်လယ်ကိုဆက်ရှာနေတဲ့နောက်ဆုံးမှာပင်လယ်တွေ့ရကြောင့်ပင်လယ်ထဲဆင်းလာလိုက်ပါတယ်ပင်လယ်ထဲရောက်ပြီဆိုတော့ achievement လုပ်ဖို့တော့ရင်းနှီးပေနေကိုအရင်ဦးဆုံးသွားယူပါတယ်အဲ့လိုသွားယူတဲ့အချိန်မှာ trident နဲ့ draw ကိုတွေ့ရကြောင့် trident ရမလားဆို draw ကိုတက်လိုက်တာဘာမှမရပါဘူးအားကြောင့်ရတော့ရင်းနှီးရဲ့အားလုံးဖြတ်ပြီးယူလာလိုက်ပါတယ်အပေါ်ပြန်ရောက်တဲ့အချိန်မှာယာယီဘေးဆောက်ပြီးတော့ငါးတွေထိုင်များနေလိုက်ပါတယ်ငါးများတဲ့အဓိကအကြောင်းရတော့ puffer fish လိုချင်လို့ပါအဲ့ဒီ puffer fish နဲ့မှ netherlands ဆိုတဲ့ခီးယူခွန်တွေကိုတင်းပြီးတော့စီးလို့ရမှာမလို့ပါဒီလိုနဲ့ puffer fish တကောင်ရပြီမလို့ခီးယူခွန်တွေလိုက်ရှာပြီးခီးယူခွန်တွေကမတွေ့ပါဘူးဆက်ရှိုင်လည်းမနဲ့မိုးလင်းတော့မှမလို့ပြန်လာနေတဲ့အချိန်မှာအောက်မှာလေလွင့်လာတဲ့ခီးယူခွန်တကောင်တွေ့ရကြောင်းတွားပြီး90ကောင်နဲ့တင်းလိုက်တာရသွားပါတယ်ဒါပေမဲ့ခီးယူခွန်တင်းပြီးမှသတိရတာကျွန်တော်မှဆက်တယ်မပါလာပါဘူးဆက်တဲ့ crop တော့လေသာတွားယူလို့တဲ့အချိန်မှာအောက်မှာ trident နဲ့ draw တွေ့ကြောင်း trident နဲ့ draw အရင်ဦးဆုံးတက်ဖို့လုပ်ပါတယ်ဒါပေမဲ့ draw trident နဲ့မလို့အနေအများကြောင့်အပေါ်ကနေများနေပဲထိုင်ပစ်နေလိုက်ပါတယ်အပေါ်ကနေများကြီးနဲ့ပစ်နေအောက်က draw လည်းအကြောမခံပဲနဲ့လန်ကြီးနဲ့လန်ပစ်ပါတယ်သူပြစ်ကိုပြစ်နဲ့နောက်ဆုံးမှာ draw လည်းများချက်တွေရဲ့အောက်မှာပဲအသက်ဆုံးမသွားခဲ့ပါတယ်
ဒီလိုနဲ့ drone တေသွားတော့ trial လေးမြန်ရမလားဆိုတော့ကြည့်တယ်ဘာမှမရပါဘူးအားကြောင့်ဆက်တယ်လို့တော့ကုန်းပေါ်တက်ပြီးတော့လေသာကျတဲ့ကောင်တွေအားလုံးလိုက်တက်ပါတယ်နောက်ဆုံးမှာတော့ဆက်တယ်ကို crop လိုက်ပါတယ်ဆက်တယ်တက်ဖို့တော့ပင်လည်းပြန်လာတဲ့အချိန်မှာ Q ခွန်ကြိုးချီဖို့မေးသွားကြ Q ခွန်ကကျွန်တော်ထားသွားပါတယ် Q ခွန်ပြန်ရှာကြည့်ပေမဲ့လေကောက်ရုပ်ပုံနဲ့အကြတယ်လို့ဖြစ်နေကြောင်းငါပဲပြတ်သွားများနေလိုက်ပါတယ်ငါများအနေနဲ့နောက်ထပ် achievement နှစ်ခုပါတခါလေးလုပ်ဖို့ဆိုရေညှိတွေကိုမီးကင်ထားလိုက်ပါတယ်ငါဆက်ပြားအနေနဲ့ enchantment ပုတ်ကြီးရကြောင်း enchantment ပုတ်နဲ့ဆိုကံမပေး Oh my god ရလာရေညှိကင်တွေကိုဘလော့ဖြစ်ပြောင်းပြီး few ဖြစ်ပြန်တုံးလိုက်တဲ့အချိန်မှာနောက်ထပ် achievement တစ်ခုထပ်ပြီးသွားပါတယ်ငါဆက်ပြားအနေနဲ့ Fire Face တကောင်ရလာကြောင်း Q ခွန်တကောင်သွားတင်ဖို့လုပ်ကြည့်ပါတယ် Q ခွန်တင်ဖို့လုပ်နေတဲ့အချိန်မှာနောက်က try လိုက်ရင် draw နဲ့ try လိုက်လမ်းပြတ်တဲ့ဖန်ကြီးပြတ်သွားပါနောက်တစ်ခေါက်ထပ်ပြစ်လိုက်တာ auto ကထပ်ပြီးကျိုးသွားပါဒီလိုနဲ့ဆက်ပြစ်နေကျွန်တော်ရဲ့အာမအကုန်ကျိုးမှာမလို့ကျွန်တော်ပဲထပ်ပြေးလာလိုက်ပါ try နဲ့ draw လိုက်ရပြေးလွှားနေရောက်တော့မှပျက်စီးနေတဲ့ switch တစ်ခုကိုတွေ့ပါတယ်ရှာရှိကိုမသွားခင်မှာ Q ခွန်တကောင်သွားတင်ကြည့်လိုက်ပထမတစ်ယောက်လို့သဘောကောင်းမနေခဲ့ပါဘူးဒီလိုနဲ့ switch ရှာရှိကိုပြန်သွားပြီးပစ္စည်းယူဖို့လုပ်ပါတယ်ဘေးမှာလည်း draw တကောင်မှမရှိဘူးဆိုတော့ easy ယူလို့ရပါတယ်ဆိုရှာနောက်မှယူလဲရပါတယ်ဘာမှဖြစ်ပါဒီလိုနဲ့ညာရောက်တော့မှမလို့ station ရှိတဲ့နေရာမှာတိုင်ထောင်ထားလိုက်ပါတယ်အာမ durability ကိုကြည့်လိုက်ရင်မှာအာမ durability ကငယ်ပြီရှိတဲ့အောက်ရောက်နေခဲ့ပါတယ်ညာလဲရောက်တော့မှမလို့အိမ်ုံပဲပြန်လာလိုက်ပါတယ်ဒါပေမဲ့အိမ်ုံပြန်လာတဲ့လမ်းမှာ try တဲ့ drone တွေကြောင့် try လိုချင်တဲ့စိတ်နဲ့ drone ကိုတက်ကြည့်ဖို့လုပ်ပါတယ်ဒီရဲ့အတိုင်းမှာကျွန်တော်အာမ durability ကလည်းငယ်ပြီအထက်80အောက်ရောက်နေတာကြောင့်သတိထားပြီးတိုက်မှရပါပါဒါပေမဲ့ကံကောင်းကျွန်တော် drone ကို try နဲ့မပြစ်ခင်မှာပဲ drone ကိုတီးသွားပါတယ်ဒီထက်ပိုပြီးကံကောင်းတာ drone တီးသွားတဲ့အချိန်မှာ try ထဲမှာတခါလေးကျလာပဲဖြစ်ပါတယ် unbreaking one အချမ်းကိုတခါလေးအပေါ်ရလာပါတယ်ဒီလိုနဲ့ကျွန်တော်လည်းအပြော်လုံပြီးတော့ဂျာယီ base ကိုပြန်လာလိုက်ပါ base ရောက်တဲ့အချိန်မှာ Q ခွန်တွေကိုထပ်သိမ်းဖို့တော့9ရက်ထပ်များနေလိုက်ပါဘာဘာ feature တဲ့အချိန်ကျတခါလေးသိမ်းလို့ရအောင်လို့အောက်မှာရှိတဲ့ Q ခွန်ကိုကျိုးနဲ့သွားချီပြီးတော့ base ကိုတခါလေးပြန်ပြီးဆွဲလာလိုက်ပါ Q ခွန်ကြီးဘေးမှာကျိုးနဲ့ချီရအောင်လို့ Faber Fish နဲ့တခါလေးကျွေးလိုက်ပါတယ် Faber Fish ကိုကျွေးလိုက်ပြီးမှအခုချိန်ကြီးသိမ်းလို့မရသေးပါဘူးအဲအကြောင်းနောက်တစ်ခါထပ်ပြီး9များကြည့်ပါဒီတစ်ခေါက်လည်း Faber Fish လို့ထပ်ကျွေးလိုက်ပြီးမှအခုချိန်ကြီးသိမ်းလို့မရသေးပါဘူးအဲအကြောင်းကျွန်တော်ပြောချင်တာအချို့တော့အရာတွေကကိုယ်တော်မှထားပြီးစုပ်ကန်ထားပြီးမှလက်လွတ်လိုက်တာပိုကောင်းပါတယ်ပြောချင်တဲ့အဓိကအတိတ်ပဲခီးယူတွေထပ်မသိတော့လေးနဲ့ပဲသွားတော့မယ်လို့အဲကြောင့်ခီးယူတွေဆက်မသိတော့ဘဲနဲ့လေးနဲ့ပဲခီးဆက်လာလိုက်ပါတယ်ခီးဆက်သွားနေတဲ့အဆောက်အအုံပြက်ရှိတဲ့နေရာကိုပြန်လာခဲ့ပါတယ်လမ်းမှာခီးခွန်တကောင်တွေ့လို့အမှတ်မရှိသေးဘဲနဲ့အစာထက်ကျွေးကြည့်တဲ့ဒီခေါက်လည်းသိလို့မရပါဘူးစားတော့ဆက်ရှာထဲမှာပစ္စည်းယူဖို့ပါတယ်ဒါပေမဲ့ပစ္စည်းယူရင်အသက်ရှူချက်မှမလို့မယူတော့ပဲဒီတိုင်းပဲပြန်ထွက်လာလိုက်ပါတယ်ပြီးရဲ့နောက်မှာလေးရှိကိုပြန်လာပြီးတော့လေးနဲ့ခီးစားထွက်ပါတယ်ဒီလိုနဲ့ပင်လယ်ပြင်ထဲမှာခရီးဆက်နေတဲ့နောက်ချီမလုပ်ဖို့တော့ဒေါ်ဖင်ကိုလိုက်ရှာကြည့်ပါတယ်ရေအောက်ထဲမှာဒေါ်ဖင်တွေဆင်းရှာနေတဲ့အချိန်မှာမထင်မှတ်ပဲနဲ့ရှစ်ဝက်ကိုပါတခါလေးတွေ့လိုက်ပါတယ်အရင်ဦးဆုံးရှစ်ဝက်တွေကိုအရင်ဝင်ကြည့်ပြီးတော့ထွက်ချမတ်ရှိမလားဆိုလိုက်ရှာကြည့်ပါတယ်ဒါပေမဲ့ကန်ဆိုးကျတော့ထွက်ချမတ်မရှိပါဘူးအားကြောင့်ကြားတဲ့ item လေးတွေပဲဂုံးစင်းလာလိုက်ပါတယ်ရှစ်ဝက်တွေကပြန်ထွက်လာတဲ့အချိန်မှာရေမုံမီသိမလို့တော့ဖြစ်သွားပါတယ်အပေါ်တက်လာတဲ့အချိန်မှာကန်ကောင်းကျတော့ဒေါ်ဖင်တွေ့ရကြဒေါ်ဖင်ကိုအစာကျွေးပြီးတခါလေးအချိမတ်လုပ်လိုက်ပါတယ်ပြီးရင်နောက်မှာနောက်ထပ်ချိမတ်တွေလုပ်ဖို့တော့ခရီးဆက်ထွက်လာလိုက်ပါတယ်အဲ့လိုခရီးသွားအနေနဲ့မထင်ပဲနဲ့လမ်းတော့မှာဘွားကနေဆိုပြီးတော့ Air Guardian Jump Scare ရထပေါ်လာပါတယ်အဲကြောင့်အောက်မောကြည့်လိုက်တဲ့အချိန်မှာ Ocean Monument ကြီးကိုတွေ့လိုက်ပါတယ် Ocean Monument နဲ့ဆိုင်တဲ့ achievement ရှိရဆိုပေမဲ့ဒီအချိန်မှာကျွန်တော်သွားတိုက်ရင်ကျွန်တော်ပဲကားအောင်ပါပေါ့နောက်တစ်ခါ video ရှိရမဝယ်ပြီးတော့ achievement လုပ်ရင်းနဲ့ပဲတခါလေးဝင်တိုက်လိုက်ပါမယ်အခုလောဆိုတော့ Air Guardian ကျိတ်စာပြီးသွားပြီမလို့ကုန်းမြေကိုရှာပြီးနွားရှာရတော့ပါမယ်သက်သွားနေနဲ့ကုန်းမြေကိုတွေ့ရကြကုန်းမြေပေါ်တက်ပြီးတော့နွားလိုက်ရှာကြည့်ပါတယ်လိုက်ရှာနေတဲ့နွားကောင်တွေ့ရကြနွားတို့တောက်ပြီးတော့ effect ကိုဖိလိုက်ပါတယ် effect ပြောက်သွားမလို့အရင်လို blog တွေကိုမြင်ပြန်ဖြတ်လို့ရတဲ့အတွက်ကျွန်တော်နွားကိုဘလို့ကျေးဇူးတင်လို့တင်ရဒီလိုနဲ့ခရီးဆက်လာရင်လည်းလမ်းမှာဂူကြီးတွေ့ရကြဂူထဲမှာ iron လေးပါလေးရှိလို့ရှိမှဝင်ရှာကြည့်ရဂူကြီးကကျွန်တော်ထက်တော့မွေးနေခဲ့ပါတယ်အပြင်ပြောထွက်လာတဲ့အချိန်မှာညာမိုးချုပ်တော့ပါမယ်တိတ်မကြခင်ပါပဲညာရောက်ဝိုင်းမလို့မော်ရီစပုံးလာပြီးမော်ရီစုံကြီးဝိုင်းလောက်တော့ခံနေရပါတယ်ဆက်သွားနေနဲ့ cherry bio ကိုရောက်သွားတဲ့ cherry bio ကနေ cherry sapling တစ်ခုယူဖို့လုပ်နေတဲ့အချိန်မော်ရီကလည်းဘေးနားကနေစုံကြီးဝိုင်းလောက်နေရမလို့ဆက်ပြေးလာလိုက်ပါတယ်ညအခါလာတာမှာနောက်ကနေမော်ရီလိုက်လာလို့တောင်ပေါ်ကနေဆင်းပြေးရပါတယ်အရေးတွေက water bucket clash လုပ်ပါမယ်ဆိုမှလွယ်ပြီးတော့တိတ်မလို့တော့ဖြစ်သွားပါတယ်ဆက်ပြေးနေချိန်မှာ Oh my god villager နောက်ထပ် achievement လုပ်ဖို့တော့ villager အောက်ဖို့ပါတခါတည်းတွေ့သွားမယ်လို့လုံးဝမထင် villager အောက်ဖို့လည်းမဝင်ခင်မှာတိတ်တော့မှမလို့အရင်ဦးဆို blog တွေပိတ်ပြီးတော့တွင်းရင်ဖြည့်ပါတယ် achievement လုပ်နေတော့စားမဲ့အစားရင်းကြီးဖြစ်နေရမလို့တနာရုပ်သွေးတစ်ချမ်းလုံးနဲ့ဖြည့်နေရပါတယ်သွေးဖြည့်နေတဲ့ဝင်လာတဲ့ဂူတွေကိုနည်းနည်းပတ်ကြည့်လိုက်တဲ့အာယုံနှစ်သုံးအပိုထပ်ပြီးရလာပါတယ်သွေးပြန်ပြည့်တဲ့အချိန်မှာဖိလိဂျာတွေကိုပြင်းမဲ့ဆိုပြီးပေါ်တက်လာပြီမဲ့ညာကြီးရောက်နေမလို့မော်တွေဆုံးကြီးမလောက်ခင်မှာအထဲပြက်ဝင်လာလိုက်ပါတယ်ဘလော့ရနဲ့ပိတ်နေတဲ့အချိန်မှာဟာဘဲပေါက်တွေကဝင်လာပြီးမှမော်တွေအကုန်လုံးကဆုံးကြီးဝိုင်းလောက်ဖို့အတွက်အပေါက်တစ်ပေါက်တွေနဲ့အကုန်လုံးစုပြုံဝင်လာပါအဲ့ဒါမှဖိလိဂျာတော့ပါပါတယ်ဒါပေမဲ့ကံကောင်းကျွန်တော်ဒိုင်းမို့ဆုံးမှာ shock နဲ့တူပါပြီးနေရာချင်းလေးရောက်နေရမလို့အကုန်လုံးတော့မာလကပါပြီမနေ့ရောက်မှပဲဖိလိဂျာအောက်ဖို့ဝင်တိုက်ဖို့အတွက်ဂူထဲမှာခဏအချိန်ဖြုံးလိုက်ပါတယ်မနေ့ရောက်တဲ့အချိန်မှာဖိလိဂျာအောက်ဖို့တိုက်ဖို့ထွက်လာတဲ့အချိန်မှာအမှဖိလိဂျာတစ်ကောင်နဲ့တွေ့လို့တိုက်ဖို့လုပ်နေတဲ့အချိန်ညာနီးငါရှိကာထားတော့ငါရှိကိုဖောက်သွားတယ်ဒီကောင်ဘာကောင်လုံးဒီကောင်ရဲ့အစွမ်းအနူးပင်းနဲ့တူတယ်ဆိုရင်ဒီကောင် crown boy လေအဲဆိုဒီကောင်ရဲ့အစွမ်းဒီကောင် enchantment user ပဲဒီကောင် pure အချမ်းမှန်ကိုတုံးထားပဲ pure အချမ်းမှန်နံပါတ်ပေါ်လိုက်ပြီးအကောင်တွေကိုဘိုက်ဖောက်သွားတဲ့အချမ်းတမတ်ပဲဒါကြောင့်ဒီကောင်ရဲ့ arrow ကြီးကငါခန္ဓာကိုဖောက်သွားပဲဒီကောင်ကိုရှိနဲ့ကာနေလဲဘာမှထူးမှမဟုတ်အားကြောင့်ဖိလိဂျာနာကိုသွားပြီးညင်ညင်တာတာနဲ့ဒိုင်မို့ဆိုနဲ့ရိုက်တက်လိုက်ပါတယ်အပြင်မှာရှိတဲ့ဖိလိဂျာတွေတက်ပြီးတဲ့နောက်မှာဖိလိဂျာအောက်ဖို့တွေကိုဆက်ဝင်လာလိုက်ပါတယ်ဒါပေမဲ့ဖိလိဂျာအောက်ဖို့တွေမှာဖိလိဂျာရဲ့တကောင်မှမရှိရကြောင့်ချက်ထဲမှာရှိတဲ့ပစ္စည်းတွေမျက်စိတမိတ်တွေအကုန်လုံးယူလိုက်ပါတယ်အချိမလို့တော့ဖိလိဂျာရဲ့လိုက်ရှာနေချိန်မှာအကြောင်းမျိုးကြောင့်ဖိလိဂျာရဲ့အားလုံးကထောင်ထဲရောက်နေခဲ့ပါတယ်ထောင်ထဲဖိလိဂျာတွေကိုမတက်ခင်မှာလုံခြုံရေးအာယုကိုလည်းအရင်ဦးဆုံးလွှတ်ပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာထောင်ထဲမှာရှိတဲ့ဖိလိဂျာတွေကိုလိုက်တက်ပြီးအချိမအောင်တခါလေးယူလိုက်ပါတယ်
အဲ့ဒီနောက်မှာလုံးဆက်ရှိရလုံးဝဲမလို့အိမ်ဝဲပြန်လာလိုက်ပါတယ်အိမ်ပြန်လာတဲ့လမ်းမှာလည်းလိုရမယ်ရရင်ကြီးတွေကိုထပ်ပြီးယူလာလိုက်ပါတယ်ဒါပေမဲ့အိမ်ပြန်လာတဲ့လမ်းမှာ B-high တစ်ခုတွေ့ရကြောင်း B-high နဲ့လောက်တဲ့အချိန်မှရှိရကြောင်းကန်ဖာယာကို crop ပြီးတော့ B-high အောက်မှာကန်ဖာယာတော့ထားလိုက်ပါတယ်ဖွင့်နေစမ်းမှာငါဒီမှာနေမှာမဟုတ်တယ်ဒီ B-high သုံးမှာမသုံးဘူးဒါပေမဲ့ကန်ဖာအလကားမဖြစ်အောင်လို့ယူလာတဲ့ရင်ကြီးတွေကိုတခါတည်းကင်စားလိုက်ပါတယ်ဟန်ငါဘာကလည်းကုန်နေမလို့ရင်ကြီးကင်ပြီးတခါတည်းစားဖို့မှခရီးထွက်ဖို့တော့ဆုံးဖြတ်လိုက်ပါတယ်အစားစားပြီးဟန်ငါဘာပြပြလာတဲ့နောက်မှာတော့အိမ်ကိုမြင်မြင်လေးပြေးလာလိုက်ပါတယ်ပြီးတော့အမှလမ်းပြောက်အိမ်ရှိတဲ့နေရာကိုမေးသွားပါတယ်ရပါတယ်ဗီဒီယိုနောက်ပြန်ကြည့်ပြီးတော့ကိုယ်တည်းပြန်ကြည့်လိုက်အိမ်ကိုပြန်လာတဲ့လမ်းမှာတောင်ပေါ်မှာအာယုန်တွေတွေ့ရကြောင်းအာယုန်တွေကိုတူးလာလိုက်ပါတယ်အိမ်ကိုပြန်ရောက်တဲ့အချိန်မှာရင်ကြီးကိုအိမ်ထဲမှာဝင်ဆိုင်လိုက်ပါတယ်နောက်တစ်ခါရင်ကြီးစားခြင်းအိမ်ထဲတခါလေးခူးစားလို့ရပါတယ်ဒီလိုနဲ့မနေ့ရောက်တဲ့အချိန်မှာဖလီဂျာရှိရဓမြတိုက်လာတဲ့ဘန်နာတွေကိုဖလီဂျာရှိမှာနည်းနည်းတော့ထားလိုက်ပါတယ်ကံကောင်းကျွန်တော်တပ်ပင်အောက်မှာ B-high တစ်ခုကစပွန်းလာပါတယ်အဲဒါကြောင့် B-high ချိမဲ့လုပ်ပြီးတော့ B-high ရဲ့အောက်မှာကန်ဖာယာကိုတော့ထားလိုက်ပါတယ်အခုပြားရည်ဒီတိုင်းယူရင်ကျွန်တော်ပြားတုတ်ခံရပါဘူးကိုနေသေးတဲ့ရင်ကြီးတွေလည်းဘေးမှာရှိတဲ့ချောင်းထဲမှာတွားပြီးတော့ဆိုင်လိုက်ပါတယ် B နဲ့ဆိုင်တဲ့အချိပတ်နေရရှိသေးရမလို့ B-high တွေစပွန်းအောင်လို့ B-high ဖန်ဆောက်လိုက်ပါတယ်အဆိုင်ဟာအဲ့ဒါပြီးတဲ့နောက်မှာသုံးဝေးချိမဲ့ပြန်လုပ်ပါတယ်သုံးဝေးယူထားတဲ့သုံးဝေးတွေကပြန်မေ့သွားလို့ပါဒီတစ်ခေါက်မှာတော့မမေ့ရောက်လို့ရလာတဲ့သုံးဝေးတွေကိုဘေးမှာရှိတဲ့အိမ်ဘေးနားမှာပုံထားလိုက်ပါတယ်ညာလာတဲ့အချိန်မှာပြားရှိရပြားရည်ထွက်လာမလို့ပြားရည်တွေကိုတွားယူလိုက်ပါတယ်ပြီးတော့ချင်းချပါဓမြတိုက်လာတဲ့ပြားရည်နဲ့ရောပြီးတော့ honey block နှစ်ခုကို crop လိုက်ပါတယ်အဲ့ဒါ crop ပြီးတဲ့နောက်မှာအချိမအောင်တစ်ခါတန်းလုပ်လိုက်ပါတယ် sticky pistol နဲ့ UV pistol ကို crop ပြီးတော့နောက်ထပ်အချိမတစ်ခုပေါ်ထပ်ပြီးလုပ်လိုက်ပါတယ်အောက်ချီမလောက်ဖို့တော့ရက်က2ရက်ပဲရှိတော့တဲ့အတွက်ရင်းကြီးစားတဲ့အချီမကိုခဏလောက်ဘေးကိုတိုးပြီးတော့နောက်ချီမနေလောက်ဖို့တော့အသားကိုပြောင်းစားလိုက်ပါတယ် target block ကို crop ပြီးတော့အင်တေရဲ့ brain ပေါ်မှာတွတ်ထားလိုက်ပါတယ်ပြီးရင်နောက်မှာ bow size ဆိုတဲ့အချီမကိုတစ်ခါလေးလှုပ်လိုက်ပါတယ်နားနဲ့တစ်ချက်ပြင်းရပြီဆိုပေမဲ့တေချာအောင်လို့နောက်ထပ်များနဲ့ထပ်ပစ်လိုက်ပါတယ်ပြီးရင်နောက်မှာနောက်ချီမလောက်ဖို့တော့လေတာလိုတဲ့ချက်ထဲမှာရှိတဲ့နွားတွေဝီတွေတွားချပြီးတော့မြူးပွားလိုက်ပါတယ်လူနေရဲ့လေတာရပြီးတဲ့နောက်မှာမနဲ့လည်းမိုးလင်းတော့ပါဘူးရလာတဲ့လေတာတွေလေတာအာမ crop ပြီးတော့ဆုံးမချေဓမြတိုက်လာဘေးစီနဲ့မှာလေတာအာမတွေတွားပြီးအကြောင်းသွားဆိုပါတယ်ဒိုင်းမိုးအာမမရှိပေမဲ့လေတာကိုဒိုင်းမိုးအကြောင်းလေးဖြစ်အောင်လို့ဆိုပြီးတော့ဝတ်လိုက်ပါတယ်ဒီဒိုင်းမိုးအာမနဲ့ပေါ့ဒါပေမဲ့ main channel လည်းမိုးလင်းလာပြီမလို့နေသားလေးတွားဖို့အတွက်အရင်တော့မျက်ကွယ်ပြူထားတဲ့ကောပါအာမတွေကိုပြန်ဝတ်လိုက်ပါတယ်ပြီးရဲ့နောက်မှာတော့နေသားလေးကိုစထုတ်ခဲ့ပါတယ်နေသားလေးရောက်လာဖိကလေးတွေ့ဖိကလေးအချိမဲ့လုံးမယ်ဆိုပေမဲ့တကယ်ရောက်လာတဲ့နေရာကြီးအပိတ်ကြီးဖြစ်နေရမလို့ဘယ်နေရာမှလည်းတွားလို့မရပဲဘာကောင်းမှလည်းမတွေ့ပါဘူးဘယ်မှလည်းသွားချက်လည်းမရှိရကြောင်းနေတစ်ခုဆောက်ဖောက်ပြီးတူးလာလိုက်ပါတယ်လာပါနဲ့မျက်နှာနဲ့ကိစ္စဆွေးမှာဆိုလို့တတိထားရင်တူးလိုက်နေတဲ့နောက်ဆုံးမှာတနေရာရောက်သွားပါတယ် Oh my god nether fortress ကောင်းကျင်တဲ့ဘေးမှာ nether fortress ပါတခါလေးတွေ့ရကြောင်းနောက်ထပ်ကြီးမဲ့လို့တဲ့ nether fortress တွေကိုစဝင်လာလိုက်ပါတယ် nether fortress တွေဆက်စားကြလာတဲ့ skeleton တကောင်က shadow juice ကိုတုံးပြီးကိုဝါနောက်နှစ်ကောင်ထပ်ပြီးပွားလိုက်ပါတယ်ဒါပေမဲ့ကိုဝါတွေကတိတ်မသိရမလို့အချင်းချင်းတက်နေနေပဲကိုဝါတက်လို့ပဲတည်သွားပါတယ်ကိုဝါကိုတက်ပြီးချက်ထဲမှာတမိုးကြီးပစ္စည်းကိုရှိလို့မြန်ဆောက်ရှောက်နေရလားဆိုချက်ကြီးကိုဖွင့်ကြည့်လိုက်တယ်ဘာတိတ်ကောင်းတာမရှိဘူးဆိုပဲမရှိတာပဲယူလာလိုက်ပါတယ်ဒီလိုနဲ့နေတာ fortune တွေဆက်သွားနေတဲ့အရှိမနေတာဝက်တွေထပ်တွေ့ရကြနေတာဝက်တွေတခါလေးခူးလိုက်ပါတယ်အဲ့လိုနေတာဝက်တွေခိုးနေချိန်မှာခေါင်းမောက်ဘယ်မှမသိတဲ့ blade တကောင်ကိုပြုတ်ကျလာတော့ blade ကိုရိုက်တက်လိုက်ပါတယ်နေတာဝက်တွေဆိုင်လို့ရလို့စိုးစမ်းနေပါတခါလေးမလာလိုက်ပါတယ်ဆက်သွားနေတဲ့ချက်တလုံးတွေ့ရကြချက်ထဲမှာတမိုးကြီးပစ္စည်းရှိလို့ရှိများဆိုဖွင့်ကြည့်လိုက်တယ်ဒီမှာရှိတဲ့ချက်တွေကတိတ်မကောင်းဆိုနောက်တစ်ချက်တလုံးတွေ့ထပ်ပြီးဖွင့်ကြည့်လိုက်တာဂိုးတွေတွေ့ရကြဂိုးတွေတခါလေးမလာလိုက်ပါတယ်နေတာ force တွေဆက်သွားနေတဲ့ blaze တွေအများကြီးတွေ့ရကြနင်းတစ်ခုမှပြေးခဲ့ပြီးမြားနဲ့ပြုတ်ဖို့လုပ်ပါတယ်ဒါပေမဲ့မြားနဲ့တစ်ချက်ပြစ်လိုက်တာဟိုကဖြုံတော့မဖြုံပါဘူးကျွန်တော်မြားကမဖြုံဘူးဆိုမဲ့သူတို့ fireball နှစ်ချက်ထိရနဲ့တေးမှမလို့နေရန်တစ်ခုပြေးကက်လိုက်ပါတယ်နေရန်တစ်ခုကိုကွယ်ပြီးမြားနဲ့ဆက်ပြစ်နေနေဟိုက fireball နဲ့လမ်းပစ်လိုက်တာရှိပါတခါလေးကျိုးသွားပါတယ်ကြီးကျိုးရမလို့အကာအကွယ်မဲ့နေကျွန်တော်ရှိ blaze တွေလာတော့မှမလို့ block နဲ့မြင်မြင်ပိတ်လိုက်ပါတယ်ပြီးတော့ craft သေးပဲ craft ပြီးတော့ sheet တစ်ခုမြင်မြင်လေး craft လိုက်ပါတယ်ရှိရလာပြီမလို့ဘေးမှာရှိတဲ့ blaze တကောင်မြင်မြင်တက်ဖို့လုပ်မယ်ဟိုကမီးကြုံပြီး fireball နဲ့ပြစ်မလို့ပဲရှိတယ်မပြစ်ခင်မှာတေးသွားပါတယ်Blaze တကောင်တက်ပြီးတိတ်မကြခင်ပါပဲနောက်မှနောက်တစ်ကောင်ထပ်ပေါ်လာပြီးဝါကနေဆိုပြီးကစင်ဆုပ်လိုက်တာတွေးတော့လောက်ကိုင်သွားပါတယ် That's a lot of damage. ဒါပေမဲ့နောက်တစ်ခေါက်ကစင်မဆုပ်ခင်မှာဒိုင်မိုဆောအချက်မှ shock နဲ့သူတစ်ခါရိုက်တက်လိုက်ပါတယ် Blaze နှစ်ကောင်တော့မနေ့တက်နေရတော့နောက်ထပ် Blaze တွေကိုထပ်တက်ဖို့တော့မနေ့စဉ်းစားနေရပါတယ်ပထမရွေးချယ်မှုကတော့ကဲအဝေးကတိုက်မယ်ဆိုရင်ဘုံကအချက်မှမပါကြဒိုင်မဲရတိတ်ပြီးမထိပါဘူးဒါပေမဲ့ Blaze ပြတဲ့ fire ball ကတော့ဒိုင်မဲထိပြီးတော့မီးဖက်ကိုပါတစ်ခါဆွဲနေမှာဖြစ်ပါတယ်ဒီရွေးချယ်မှုကတော့အနီးကဖြစ်ပြီးတော့ Blaze တွေကိုဒိုင်မိုဆောအချက်မှ shock နဲ့သူနဲ့နှစ်ချက်ရိုက်ပြီးတော့တစ်ခါတက်လို့ရပါတယ်ဒါပေမဲ့ဒိုင်မိုဆောမှာ shock နဲ့သူပြီးအောင်နောက်ဘက်ကြီးပါနေမလို့တစ်ချက်ရိုက်ပွားရန်ကုန်ကနေမန္တလေးထိကိုလွင်သွားမှာပဲဖြစ်ပါတယ်ပြီးတော့ Blaze တွေကအနီးနားမှာဆိုတစ်ချက်ရိုက်လိုက်သူရဲ့တဝက်ထိပါကိုင်းနေတော့တော်တော်လေးကိုစဉ်းစားယူနေရပါတယ်ဒါပေမဲ့သူရဲ့ရွေးချယ်မှုကပိုပြီးထိရောက်တဲ့ကြောင့်သူရဲ့ရွေးချယ်မှုပဲယူလိုက်ပါတယ် Blaze now ကိုပြေးပြီးအားရပါရဲ့ခောက်ချလိုက်တာပထမတစ်ချက်မှာလွဲသွားပါတယ်အားကြောင့် Blaze ကမီးကျုံပြီးလေပေါ်ထားပြန်ပြီး fireball နဲ့လမ်းပစ်လိုက်တာချက်ထိပြီးမီးရစလောင်နေပါပြီမီးလောင်နေတဲ့အနီးနားသွားပြီး Blaze တကောင်ကိုတက်လိုက်တာ Blaze rock တစ်ခုကိုရလာပါတယ်ဒါပေမဲ့ Blaze တကောင်တက်ပြီးတိတ်မကြခင်မှာဘေးရဲ့ Blaze နှစ်ကောင်မီးကျုံပြီးလေပေါ်ထားပြန်မီးနဲ့လမ်းပစ်ပါတယ်ကံကောင်းကျွန်တော်တစ်ချက်မှမထိပါဘူးတိတ်မရှိတော့တဲ့နောက်ပြန်ဆုပ်ဖို့လုပ်မယ်အချိန်မမီတော့ကြောင့်အချက်မှတ်ကိုရဲ့အပက်ကိုပဲထုတ်ပြီးစားလိုက်ပါတယ်
အချက်မှတ်ကိုလည်းအပဲမှာ fire blast ပါကြအဝေးပြစ်တဲ့ fireball တွေကိုဘာမှကြောက်စရာတော့မရှိတော့ပါဘူးအဲကြောင့် blaze တွေအားလုံးအနီးကပ်ပြီးတော့အားလုံးလိုက်တက်ပါတယ် fireball နဲ့ပြစ် damage မထိဘူးဆိုပြီးအနီးနားဆိုရင်တော့ damage ထိအောင်မှာပဲဖြစ်ပါတယ် blaze spawner ပါတစ်ခါရှိတဲ့အတွက် spawner နောက်မှာနေပြီး blaze rod တွေကိုတစ်ခါတည်း fan လို့ရပါတယ်ဒီလိုနဲ့ blaze rod တစ်ခုလေးရလာတော့သတိမထားပြီးပဲနဲ့အိမ်ပြန်လာဖို့လုပ်ပါတယ်ဒါပေမဲ့အချက်မှတ်ကိုလည်းအပဲစားဝဲမလို့အချက်မှတ်ကိုလည်းအပဲအလကားမဖြစ်အောင်လို့လမ်းမှာရှိတဲ့ mod တွေအားလုံးဝင်တက်လိုက်ပါတယ်အမှအကျန်းလုံပြီးတော့ဆိုပြီးဖြစ်မှန်းတစ်ချက်ရိုက်လိုက်တာသူနဲ့သုံးမဲ့ကြမှာတော့ဒါပေမဲ့နောက် mod တစ်ကောင်မဝင်ခင်မှာပဲအပေါ်ကနေ block အမြင်မြင်ပိတ်လိုက်ပါတယ်ဒါပေမဲ့ကံကောင်းကျွန်တော် blaze rod နှစ်ခုကိုထပ်ပြီးရလာပါတယ်သွေးပြန်ဖြည့်ပြီးတော့ပြန်လာတဲ့လမ်းမှာ blaze တွေတွေ့ရကြ blaze တွေထပ်တက်ပြီးမှ blaze တော့မကြတော့ပါဘူးတခါလေတည့်ရပဲကျွန်တော်အကြောက်အချိမလို့တော့အိမ်ဝဲမြင်မြင်ပြန်လာလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အချိန်မှာယူလာတဲ့စိုးစက်နေအပင်မြင်မြင်ကြီးရလို့ဂျီကန်နာမှာထားပြီးနေတာဝတ်တွေကိုစိုက်လိုက်ပါတယ်ပြီးရင်နောက်မှာ British Town Crab ပြီးအဆင်ပြေတဲ့ကြောင်ထဲမှာထိုးထားလိုက်ပါတယ်အဲ့ဒါပြီးရင်နောက်မှာချက်ထဲမှာ civilian အလုပ်တော့ရှာအောက်မှာရှိတဲ့ civilian အလုပ် civilian ကိုမတွေ့ဘဲနဲ့အပေါ်နဲ့ civilian ကိုယူတောက်ပြီးတော့ရေးပြန်ဖြည့်ပြီး British Town နဲ့ထည့်လိုက်ပါတယ်ပြီးရင်နောက်မှာအချိမမြင်မြင်ရောက်တော့စိတ်ဖို့ရှင် civilian ကိုဖြော်လိုက်ပါတယ်နောက်ထပ်အချိန်မလို့တော့မလိုတဲ့ပစ္စည်းအားလုံးချက်ထဲထည့်ပြီး slime block crop ဖို့တော့ slime တွေအားလုံးစုလိုက်ပါတယ်ဒါပေမဲ့ slime block crop ဖို့ဆို slime block 3ခုလိုသေးရကြောင်းနောက်ထပ် slime တွေထပ်ချဖို့တော့ဂူရဲကိုဆင်းလာလိုက်ပါတယ်တစ်ခါကျရင်ကန်ကောင်းပြီးတော့ဂူထဲမှာ slime တွေပါတယ်စပွန်းတက်ပြီးဒီတစ်ခါတော့ဘာကောင်မှမစပွန်းပါဘူးအပေါ်ပြတ်တက်လာတဲ့အချိန်မှာညတော့မိုးချုပ်နေပါပြီဘေးမှာရှိတဲ့ swamp ပိုင်းမှာ slime တွေတွေ့တဲ့တော့တွားကြည့်ပြီးမှ slime တွေမတွေ့ဘဲနဲ့ဖား3កောင်ပဲတွေ့ပါတယ်အဲကြောင့်ဖားတွေကိုဖမ်းဖို့လုပ်နေတဲ့အချိန်မှာဒိန်းကနေဆိုပြီးတော့သူ့ရဲ့တဝက်လောက်ကိုင်းပြီးအပေါ်ကနေ air strike ကြီးကဆင်းလာတော့မြန်မြန်ထွက်ပြေးရပါတယ်နောက်လိုက်လာ air strike လက်တွေကလွတ်အောင်လို့အရှိမရှိတဲ့အိမ်တွေနဲ့ဝင်လိုက်ပါတယ်ဒါပေမဲ့အချင်းချင်းသိမ့်မရှိရမလို့အိမ်ထဲမှာကြိုင်းနေလို့မရဘဲအပြစ်ထွက်လာတော့အဲဆွဲရနောက်ထပ်တစ်ချက်ကြိုက်တော့ထက်ခံလိုက်ရပါတယ်အားကြောင့်ရောသားကြီးအထောင်ဝင်းထဲမှာကျွင်းတူးပြီးတော့ကျွင်းထဲမှာခဏဝင်နေလိုက်ပါတယ်ပြီးရဲ့နောက်မှာအောက်တစ်ခါထဲတူးအောင်တော့ဒိုင်မွန်ပစ်ကောက်တော့မှနှစ်မြောက်မလို့အာယုံပစ်ကတစ်ခုထပ်ပြီး craft လိုက်ပါတယ်အာယုံပစ်ကရလိုက်နောက်မှာတော့အောက်တစ်ခါထဲတူးလာလိုက်ပါတယ်မိုက်ခရိုရဲ့စီကန်ရအောက်ထဲတူးတော့မကောင်းဆိုပေမဲ့အချီးမကလည်းလုံးဝမလို့ဘေးမှာလည်းဝါသာပက်ကက်ရှိရကြောတိတ်ပြီးတော့စိတ်မပူခဲ့ပါဘူးဒီလိုနဲ့တူးလိုက်ရင်ကန်ကောင်းကျွန်တော်လမ်းမှာအာယုံတွေတွေ့ရကြအာယုံတွေကိုတူးလိုက်ပါတယ်ဆက်တူးလိုက်ရင်နောက်ထပ်အာယုံတွေပါထပ်ပြီးတွေ့လိုက်ပါတယ်အောက်ထဲတူတော့ကန်တော့ကောင်းတော့မဆိုးပါဘူးပဲရှင်လာပါပြုတ်ကြမလို့ဒီအောက်ဆက်တူးရင်းနဲ့တဖြည်းဖြည်းနဲ့ဒီစလစ်လီယာကိုစားရောက်လာပါတယ်ဆက်တူးရင်းနဲ့ဒီစလစ်လီယာမှာနောက်ထပ်အာယုံတွေပါထပ်ပြီးတွေ့လိုက်ပါတယ်ရေငတ်တော့ရေသွင်းနဲ့ကြာဆိုတဲ့ဆိုလိုအတိုင်းမှာကန်တော့ကောင်းနေပါတယ်ဒါပေမဲ့ဘယ်ချိန်လာပါလဲပြုတ်ကြမလဲမသိတူးလိုက်ရင်နောက်ဆုံးဘက်ရော့ရောက်တဲ့အထီမှာပါအနေနဲ့မကြုံတွေ့လိုက်ရပါဘူးဒါပေမဲ့ဘက်ရော့ရောက်တော့မှပြရှာကြည့်တဲ့ touch crop ဖို့တော့ခိုးတွေတစ်လုံးမှမပါလာပါဘူး touch မပါရင်ဘာမှလုပ်လို့မရမလို့ခြာခိုးလုပ်ဖို့တော့မရှိမဲ့သားတွေကိုပဲမီးကျို့လိုက်ရပါတယ်ပြီးရဲ့နောက်မှာရလာတဲ့ခြာခိုးတွေနဲ့ touch crop ပြီးတော့မိုင်းဆတူးခဲ့ပါတယ်ဒိုင်မွန်တုံးတွေ့ဗီဒီယိုအမို့တော့ဒိုင်မွန်အားကျုံမှန်တယ်လိုက်ရှာပါတယ်ဒိုင်မွန်လိုက်ရှာရင်လာဗစ်လက်ဆူကြီးတွေ့ရတော့အိမ်မှာလာဗစ်လက်ဆူကြီးကုံတော့မှမလို့လာဗစ်လက်ဆူကြီးတွေတခါလေးတူးလာလိုက်ပါတယ်နောက်တစ်ခါထပ်တူးရင်းနဲ့အာယုံတွေပါထပ်ပြီးတွေ့ပါတယ် 1 hour later. ဒိုင်မွန်တုံးတွေ့ဗီဒီယိုအပ်ပါမယ်ဆိုမှအခုချိန်ကြီးဒိုင်မွန်ကမတွေ့ Oh my god ဒိုင်ယာဒီလိုနဲ့အားကျုံမှန်တဲ့တနားရီတူးပြီးတဲ့နောက်မှာဒိုင်မွန်နှစ်တော့နောက်ဆုံးမှတော့ရလာခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အနေနဲ့ဗီဒီယိုတွေကိုတစ်လားနှစ်လားနေပါတပုတ်တင်တဲ့တော့အားလုံးလည်းတောင်းပန်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လုပ်ချင်